အားလုံးမင်္ဂလာပါဒီဗီဒီယိုမှာကိုကျွန်တော် Adobe Photoshop program ကိုသုံးပြီးကျွန်တော်ရဲ့ဒီ dump ပုံတွေမှာပေါ့နော်ကျွန်တော်ဒီပိတ်နေတဲ့လူတွေကိုဝါအောင်လုပ်တဲ့နည်းပြီးတော့ဝါနေတဲ့လူကိုပိတ်အောင်လုပ်တဲ့နည်းတွေကိုဘယ်လိုလုပ်ရဲဆိုတာကိုကျွန်တော်ပြပေးမှာဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်နဲ့အတူ live ပြီးတော့လိုက်လုပ်ကြည့်ပါအားလုံးစစ်ပြီးမယ်လို့ကြော်မျှော်လေးပါတယ်Okay ကျွန်တော်ပထမဆုံးဒီ Adobe program ကိုဖွင့်လိုက်ပါတော့ဖွင့်ပြီးရတဲ့ကျွန်တော်လုပ်ချင်တဲ့ dump ပုံကိုကျွန်တော် computer ထဲနေပြီးတော့ယူရမှာဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်အခြားဗီဒီယိုမှာပြထားပြီးတဲ့အတိုင်းကျွန်တော်ဒီ file နေရာမှာသွားပြီးတော့ open နေရာကိုသွားပါ open နေရာသွားပြီးရတယ်ကျွန်တော်ဒီ computer ကိုထားထားတယ်ကိုထည့်ထားတယ်ဟိုဓာတ်ပုံနေရာပေါ့နော်ဓာတ်ပုံကိုဒီယူလိုက်ပါကျွန်တော်ကြတော့ဒီမှာကိုကျွန်တော်ဒီဓာတ်ပုံကိုကျွန်တော်နမူနာနေပြကျွန်တော်ပြပေးမယ်ဒါပေမဲ့ဒီဓာတ်ပုံသေးနေဆိုရင်ကျွန်တော် zoom ကြည့်ချင်ဆိုရင်ကျွန်တော် control နဲ့အပေါင်းနဲ့နေလို့ရှိရင်သူကြည့်လိုက်မယ် control နဲ့အနေနဲ့အနှုံနဲ့လုပ်လို့ရှိရင်သူအသေးသွားလိမ့်မယ်ပေါ့နော်အဲ့မှာကျွန်တော်နည်းနည်းကြည့်လို့ကောင်းတော့ကျွန်တော်နည်းနည်းပေးကြည့်လိုက်မယ်အဲ့ဒီမှာသူ့ရဲ့ body size ကနည်းနည်းဟိုအပြင်းနေအောင် over ပြင်းနေအောင်နည်းနည်းဟိုကြီးနေအောင်ကျွန်တော်အဲ့ဒီဟာကို model size လို့ဒီသေးဝအောင်လို့ကျွန်တော်လုပ်ချင်တယ်ပေါ့နော်အဲ့ဒါဘယ်လိုလုပ်လဲဆိုတော့ကိုကျွန်တော်ပြပေးမယ်အဲ့ဆိုတော့ကျွန်တော်လုပ်တဲ့ကျွန်တော်အသုံးပြုမဲ့ tools ကြတော့လူတယောက်နဲ့တယောက်လုပ်တာတော့တူချင်မှတူလိမ့်မယ်ကျွန်တော်ကြတော့ကျွန်တော်တီးတဲ့ဟာလေးကျွန်တော်ပြပေးတာပါအခြားလူလည်းအခြားနီးတယ်တီးချင်တီးလိမ့်မယ်ကျွန်တော်ကြတော့ကျွန်တော်တီးတဲ့ဟာတွေကိုကျွန်တော်ပြပေးမှာပါကျွန်တော်အသုံးပြုတဲ့ tools ကြတော့ဗာလဲဆိုတော့ဒီအပေါ်နားလေးမှာကိုကျွန်တော်ပါတွေ့ရမလဲဆို filter ဆိုတော့တွေ့ရလိမ့်မယ်အဲ့ဒီ filter မှာကို click လုပ်လိုက်ပါ filter เนี่ย click လုပ်ပြီးတာနဲ့ကျွန်တော်ဒီအောင်းနားလေးလာလို့ရှိရင်ကျွန်တော် liquify ဆိုတော့တွေ့ရလိမ့်မယ်အဲ့ liquify ဆိုရင်เนี่ยဒါမှမဟုတ်ကျွန်တော် shortcut key နဲ့သုံးပြီးမှဆိုရင် shift နဲ့ control ရဲ့ x ရန်နဲ့လို့ရှိရင်ကျွန်တော် shortcut key ပေါ့နော်အဲ့တော့ shortcut key သုံးပြီးခြင်းဆိုရင်အဲ့ဒီဟာသုံးပြီးပါကျွန်တော် liquify ဆိုတဲ့နေရာကိုနေပြီးတာနဲ့ဒီလိုပြောရလိမ့်မယ်အဲ့ဒီမှာကျွန်တော် zoom out လုပ်အဲ့ဒီမှာကိုကျွန်တော် size ပေါ့နော်ဒီ socket size ကိုကျွန်တော်သေးချင်တယ်ဆိုရင်ကျွန်တော် brush size ပေါ့နော် brush size ကျတော့30ပဲရှိတယ်ကျွန်တော်ဒီဟာကို brush size ကိုချိန်ချင်ဆိုရင်အဲ့ဒီမှာကို40ဆိုရင်40 50ဆိုရင်50ပေါ့နော်ကျွန်တော်50နဲ့လုပ်ကြည့်အောင်50ဆိုရင်အဲ့ဒီ size ဆိုရင်ကျွန်တော်တွေ့နေတော့ပေါ့နော်ပြန်တဲ့ brush pressure တော့100ပေါ့ဒါမှမဟုတ်100ဆိုရင်အပီပေါ့နော် brush pressure ဆိုရင်သူအများကြီးဆွဲပေးတာပေါ့ကျွန်တော်အလဲတန်းစားလောက်လုပ်အောင်ဒီ50လောက်လုပ်ထားကြည့်အောင်အဲ့မှာ50လောက်ထားပြီးတော့ကျွန်တော် body size ကတာကြီးနေဆိုရင်ကျွန်တော်ဒီမှာကိုဟိုစီးတယ်အဲ့ဒီဟာကြတော့ကိုလိုက်ဆွဲပြီးတော့သွားတာပေါ့ဒီဟာကြတော့သူ squeeze လုပ်တာပေါ့နော်ဆိုတော့ဆွဲသိမ်းတာပေါ့ကျွန်တော်ဘာကြီးကွာချမှုရှိရဲဆိုတော့ကျွန်တော်ပြပေးမယ်ဒီဟာနဲ့သွားလို့ရှိရင်ကျွန်တော်တို့ဒီဟာကို body size ကိုကျွန်တော်ဒီ model လို့ဖြစ်အောင်ပေါ့နော်ဒီလို model ပုံစံလို့ဖြစ်အောင်လုပ်မယ်ဆိုရင်အဲ့ဒီဟာကိုနေပြီးတော့ကျွန်တော်တို့ဖိနှိပ်ထားပါတော့mouse ကိုဖိထားပြီးတော့ဒီဟာကိုနည်းနည်းဆွဲတယ်ပြီးပါဆွဲလိုက်လို့ရှိရင်ကျွန်တော်တို့ဒီ character ကိုကအထက်နည်းနည်းလေးရောင်းသွားလိမ့်မယ်ဖြစ်ပါတယ်Okay အဲ့ဒီမှာကိုကျွန်တော်ဒီပိတ်ချီတဲ့နေရာတွေပေါ့နော်ကျွန်တော်သေးချီတဲ့နေရာကိုလိုက်ပြီးတော့လိုက်လုပ်ပါဒီမှာကျွန်တော်အသေးစိတ်ဟိုဖြစ်အောင်တော့မလုပ်ပါဘူးဖြစ်ဆိုတော့ကျွန်တော်အချင်းလေးများသွားမှတွေ့ကြအောင်ဒီမှာကိုကျွန်တော်သေးချီရဆိုရင်အဲ့ဒီမှာကိုသွားပြီးတော့ကျွန်တော်ဒီဟာလေးနဲ့သွားပြီးတော့လိုက်လုပ်လို့ရတယ်ပြီးတော့ဒီဟာနောက်ထပ်တစ်ခုကြားတော့ပါလဲကျွန်တော် squeeze ဖြစ်တာပေါ့နော်ကျွန်တော်ဒီဟာကြီးနေရဆိုရင်ကျွန်တော်သေးအောင်လုပ်မယ်ဆိုရင် screen နဲ့လုပ်လို့ရှိရင်သူကနည်းနည်းလေးကျင်းသွားအောင်လုပ်တဲ့ဟာပေါ့နော်ဒီမှာဆိုရင်ခါလေးကျင်းအောင်လုပ်မယ်ဆိုရင်ဒီ tools နဲ့လည်းတုပ်ပြလို့ရတယ်ဒီမှာကျွန်တော်နမူနာလုပ်တဲ့တွေ့ကျွန်တော်အကောင်းကြီးတော့ကျွန်တော်မလုပ်ပါဘူးကျွန်တော်ကိုလိုက်ပြီးတော့လိုက်လုပ်ကြည့်ပေါ့နော်ဒီမှာကျတော့ဒီကောင်ကျတော့ခုနကျတော့ squeeze လို့နော်ဒီကောင်ဆွဲသေးတာကိုဒီကောင်ကျတော့ဆွဲကျဲတာမျိုးပေါ့ဆွဲကျဲတာမျိုးတော့ပို့ပြီးတော့ကြီးအောင်လုပ်ထားတာကြီးအောင်လုပ်လိုက်တာမျိုးပေါ့ဒီမှာဆိုကြီးအောင်လုပ်ချင်ဆိုရင်ကြီးအောင်ပြန်လုပ်လိုက်တာပေါ့နော်ဒီကပြီးတော့ဒီကောင်ကျတော့ move flow တာပါအောင်မဖြစ်ဒီကောင် zoom ကြီးပြီးတော့ဟိုဖြစ်နေရဆိုရင်ဒီကိုဆွဲတာပါမပြေဒီကောင်ပေါ့နော်ဒီကောင် zoom ကြီးပြီးတော့ဆွဲမဆွဲဒီလိုပေါ်တင်အောင်ဆင်းလုပ်တာပေါ့အဲ့ဒီမှာကျတော့ကျွန်တော်အသုံးပြုတာဒီကောင်နဲ့ပဲအသုံးပြုတာများတယ်ကျွန်တော်ဒီဆိုတော့တကယ်လို့ဒီ body size ကိုကျွန်တော်အကြီးအသေးလုပ်မယ်ဆိုရင်ဒီမှာကိုသွားရကစားကြည့်ပါကျွန်တော်တော့ဒီမှာ idea ပေးတာပေါ့နော်ဘယ်လိုဟာမျိုးနဲ့
လောရကောင်းရဆိုတဲ့ဟာပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ဒီကောင်နဲ့သွားရဆိုရင်ကောက်ကိုနည်းနည်းလိုက်ပြင်လို့ရတယ်ဒီကောင်နဲ့သွားမယ်ဆိုရင်သူ auto လုပ်တဲ့ဟာပေါ့နော် squeeze ဖြစ်အောင်လုပ်လိုက်တာပါဆွဲကျင်းလိုက်တာဟာမျိုးပေါ့နော်ပြီးတော့ဒီကောင်ကိုကြာတော့ဆွဲကျဲတဲ့ဟာပါအဲဆိုတော့ပြီးတော့ဒီမှာကိုကျွန်တော်ဒီခန္ဓာကိုယ်ကျင်းအောင်လုပ်ရမယ်ဆိုတော့ဘယ်လိုလုပ်မလဲဆိုတော့ဒီကောင် slim မှန်းလိုက်ပါ slim မှန်းပြီးတော့ကျွန်တော်ဒီကောင်ကိုဘယ်နေရာသွားမလဲဆိုတော့ edit ညသွားပြီးတော့ free transfer ဆိုတာကိုသွားပါပြန်နေဒီကောင်ကို ns ဒီ model gas size လို့ဖြစ်အောင်ပေါ့နော်ပြီးတော့ဒီဟာကဟိုဖြစ်နေလို့ okay အဲ့ဒီမှာကိုလည်းဆက်ကျင်းလိုက်လို့ရှိရင်ဒီမှာကိုသူ size ကပေါ့ဟိုဖြစ်သွားလိမ့်မယ် model size လို့ပေါ့နော်ပြန်နေ okay နေပြီးရတယ်ကျွန်တော်ဒီအဖြူရောင်တွေများနေတယ်ဆိုရင်ကျွန်တော်အခြားဗီဒီယိုမှာလည်းပြထားပြီးပြီအဲဆိုတော့ကျွန်တော်သိစေတော့မပြောပြတော့ပါဘူးဒီဟာကိုဖြတ်ထုတ်ပြရှိရဆိုရင်ဒီကောင်နဲ့သွားပါဒီကောင်နဲ့သွားပြီးတော့အဲဒီမှာကိုမလို့အဲ့ဒါနေရာဖြတ်ထုတ်ပြလာပါတော့ okay ပြီးရနေကျွန်တော်ဒီအရောင်တွေမှာကိုကျွန်တော် color တွေမှာကိုလည်းကျွန်တော်အခြားဗီဒီယိုမှာပြထားပြီးပြီ auto နဲ့လုပ်ကြည့်ပါ auto နဲ့အဆင်မပြေဘူးဆိုရင်ကိုယ့်ကို adjustment မှာသွားပြီးတော့ color bright စားတဲ့ပြင်တော့ဒီမှာကိုကျဲတဲ့ color နဲ့ကိုပြန်ထည့်လို့ရတယ်okay ဒီမှာ color တော့အများကြီးရှိတယ်ကိုလိုက်ပြီးတော့လိုက်လေးလာကြည့်ပါအဲ color နေရာမှာကိုokay ဒီမှာကျွန်တော်နမူနာလေးလုပ်ပြတာပါအကောင့်တော့မလုပ်ပါဘူးအဲဆိုတော့ခုနနဲ့စာလို့ရှိရင်ကျွန်တော် original ပုံနဲ့ပြတ်စာလို့ရှိရင်အများကြီးကွာခြားမှုရှိပါတယ်ဒီမှာဆိုရင်ကျွန်တော်10 မိနစ်အတွင်းမှာလုပ်လိုက်လို့ရှိရင်ဒီတော်တော်လေးကွာခြားမှုရှိတော့ဗောနော်အဲဆိုတော့ကျွန်တော်ဒီ body size နဲ့ပတ်သက်လို့လုပ်မယ်ဆိုရင်တော့ကျွန်တော်တုပ်ပြတဲ့ tool ဗောနော်ကျွန်တော်ပြောပေးတာပါအဲ့ဒီဘာထိုးလဲဆိုတော့ကျွန်တော်ခုနပြောတဲ့ဒီ feather မှာတွားပြီးတော့ liquify ဆိုတာကိုလိုက်စားပါဒီ liquify ဆိုတဲ့ဟာထိုးနေကျွန်တော်ဒီမှာကို body size အသေးကြီးလောက်တာပေါ့နော်အဲ့ဒါကျွန်တော်တော်တော်လေးအသုံးဝင်ပါတယ်ကျွန်တော်တို့ချိုးလူတွေဝါနေတာကိုပိတ်အောင်လုပ်တာပါပိတ်နေတဲ့လူတွေလည်းကျွန်တော်ဝါအောင်လုပ်မယ်ဆိုရင်ဒီတိုင်းပေါ့နော်ဝါအောင်လုပ်မယ်ဆိုရင်ကျွန်တော်ဒီထိုးနဲ့ဒီဆွဲကျဲတာဟာနဲ့ blow ထိုးဆိုတော့နော်အဲ့ blow ကြတော့ဆွဲကျဲထိုးတာမျိုးပေါ့အဲ့ဒီထိုးကိုတုပ်ပြမယ်ဆိုရင်ပိတ်တာရောဝါအောင်လုပ်တဲ့ထိုးတွေပါအဲ့ဆိုတော့ဒီကျွန်တော်လောက်ပြတဲ့အတိုင်းပါဒီမှာဆိုရင်ကွာခြားမှုအများကြီးရှိပါတယ်ခဏလေးတွင်းပါပေါ့နော်အဲ့ဒီထုံးနဲ့အသုံးပြုပါပြီးသွားလို့ရှိရင်နောက် background တွေကိုကျွန်တော် color အလင်းအမောင်တွေပြတ်ချိန်မယ်ဆိုရင်ဒီ adjustment ပဲနဲ့ပြီးသွားပြီးတော့ဒီဘေးမှာကိုသုံးပြုပါကျွန်တော်သုံးပြုများတာကြတော့ brightness contrast ပြီးတော့ဒီ curve ဆိုတဲ့ဟာပေါ့ပြီးတော့ဒီနောက်တစ်ခုကြာပါလေဒီ channel mixer ဆိုတဲ့ဟာပေါ့ channel mixer ကြတော့ဒီအယောင်လေးတွေကိုပြန်ရောကိုယ့်ကို adjust ပြလို့တော့မနော်ဒီဟာကြတော့ကိုယ့်ကိုလည်းကစားပေးဖို့လိုတယ်အဲ့ဒီဆိုတော့ဒီဗီဒီယိုမှာကြတော့ဒီလောက်လေးပေါ့နော်ကျွန်တော် body size အကြီးအသေးကြီးလုပ်တဲ့ဟာပါ okay နောက်ထပ်ဗီဒီယိုမှာကိုကျွန်တော်ဖြန့်ညက်ကဘယ်လိုလုပ်လဲဆိုတော့ကိုကျွန်တော်ပြပေးမှဖြစ်ပါတယ်ဖြန့်ညက်ကကြတော့ဒီတနေရာဓာတ်ပုတ်တနေရာ transfer လုပ်ပြီးတော့ပြောင်းပြီးတော့design လေးတွေဖြစ်အောင်လုပ်တာပေါ့နော်ဖြန့်ညက်ကဘယ်လိုလုပ်လဲဆိုတော့ကိုကျွန်တော်ပြပေးမယ်အဲဆိုတော့နောက်ထပ်ဗီဒီယိုမှာကိုဆက်လက်ပြီးတော့ကြည့်စုအားပေးပါအဲဆိုတော့အားလုံး collect bye bye